တမလွန်ဘဝမရှိဘူးဆိုတာတပည့်တော်စမ်းသပ်ထားတာပြောသမောင်းဘယ်လိုစမ်းသပ်တော့တပည့်တော်စီမှာသေထံအပြစ်ကြတဲ့လူတယောက်ကိုတပည့်တော်မတတ်ခင်ကတ္တာပေါ်တင်ပြီးတော့ချိန်လိုက်တယ်ဒီကောင်ကိုလေးချိန်ဘယ်လောက်ရှိတယ်ချိန်ထားတာချိန်ပြီးတဲ့အခါကျနှာခေါင်းကလေးတွေပါမထွက်နိုင်အောင်ပိတ်ပြီးတော့အဲ့ဒီကောင်တတ်တယ်တဆတ်တွေပါအကုန်ပိတ်ပြီးတော့တတ်လိုက်တည်သွားပြီဆိုတဲ့အခါမှာချိန်လိုက်အဲ့တော့မတည်ခင်ကချိန်ထားတာကပေါ့နေပြီးတော့တည်သွားတဲ့အခါကျတော့အလေးချိန်ကတိုးသွားတယ်တဲ့ဟုတ်သလားမဟုတ်လားနော်လူအရှင်နဲ့လူအသေးသိရင်ပေါင်ချိန်တိုးတယ်တဲ့အဲ့ဒါဟုတ်မဟုတ်စမ်းသပ်ကြည့်ကြပါနော်အဲ့ဒီမှာချိန်ကြည့်လိုက်တဲ့အခါကျတော့အသက်ရှင်တုန်းကတည်းပို့ပြီးတော့လေးတယ်ဒါသူ့အကောင်ကြီးကိုမရတာလူအရှင်ကိုမရတာကပေါ့တယ်လူအသေးကိုမရတာအမှန်တမ်းလေးတယ်ဟောအဲ့ဒါကိုတွေ့ရတဲ့အတွက်ကြောင့်တကယ်ကတော့တမလွန်လောကရှိပြီးတော့သူကအသက်ထွက်ပြီးတမလွန်လောကမှာဖြစ်မယ်ဆိုလို့ရှိရင်တဲ့အသက်ကထွက်သွားပြီးသေတုံးမသေခင်ကအသက်ရှိတော့ပိုလေးရမယ်တဲ့အဲ့တော့အသက်ရှိတဲ့အချိန်ပိုမလေးပဲနဲ့သေတဲ့အခါကျမှပိုလေးတယ်ဆိုတော့ဘာမှထွက်သွားတာမရှိဘူးပေါ့ပိုလေးလာတယ်ဆိုတော့ဒါတွေကိုထောက်ထားလို့ရှိရင်တမလွန်လောကဆိုတာမရှိဘူးလို့သူကဒီလိုပြောပြန်အဲ့တော့ရှင်ကုမာရကတ္တဗကဘာနဲ့ဥပမာပေးပြီးတော့ရှင်းတယ်လို့ဆိုဒါကဒီလိုရှိတယ်တဲ့လူတွေဟာမတေခင်နဲ့တည်တဲ့အချိန်မတေခင်ကပေါ်ပါပြီးတော့အသက်မထွက်ခင်ပေါ်ပါပါရှိအသက်ထက်သားတဲ့ dead body ပေါ့လူတွေရဲ့ခန္ဓာကိုယ်ကပူလေးဥပမာမယ်တဲ့တန်တုံးနှစ်တုံးတတုံးကမီးမဖုတ်ဘူးဒီတိုင်းအေးနေတဲ့တန်တုံးနောက်တတုံးကတော့မီးရဲနေအောင်ဖုတ်တာအဲ့ဒီတန်တုံးနှစ်တုံးကိုချိန်ကြည့်လိုက်လို့ရှိရင်မီးရဲနေတဲ့တန်တုံးကပေါ့တယ်ဟောအေးနေတဲ့တန်တုံးကလေးတယ်တဲ့လူမှလည်းပဲဒီတိုင်းပဲတဲ့အသက်ရှိနေတဲ့လူသားတစ်ယောက်ဟာအာယုတဲ့ဥတ္တမတဲ့ဝိညာဏနော်အသက်ရဲ့အငွေ့ရဲ့အသိစိတ်ရဲ့အဲ့ဒါတွေရှိနေသည့်အတွက်ကြောင့်ဒီလူရဲ့ခန္ဓာကိုယ်ပေါ့တက်ထင်ရှားရှိတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ပေါ့တယ်ပျော့ပြောင်းတယ်နော်မာကြောတာမရှိဘူးလှုပ်လို့ရတယ်ချိုးလို့ရတယ်ဖဲလို့ရသေသွားလို့ရှိရင်မာတောင့်ပြီးတော့ပိုလေးသွားတယ်အဲ့တော့တန်တုံးမှလည်းပဲခုနကမိကူလှုပ်ထားတဲ့တန်တုံးကြတော့တဲ့အပူတေဇောဓာတ်ကြောင့်မို့လို့ဝါယောဓာတ်တို့တေဇောဓာတ်တို့ကြောင့်သူကအလေးချိန်ပေါ့လာဒီလိုဆိုလို့အဲ့လူမှလည်းပဲအသက်ထင်ရှားရှိနေသည့်အတွက်ကြောင့်အာယုတဲ့အသက်ဆိုတာရဲ့ဥတ္တမအပူငွေ့ဆိုတာရဲ့ဝိညာဏအသိဆိုတာရဲ့အဲ့ဒီသုံးခုရှိနေသည့်အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ဟာသက်ရှိထင်ရှားရှိတဲ့အချိန်မှာပေါ့တယ်တည်သွားတဲ့အခါအဲ့ဒါတွေမရှိသည့်အတွက်ကြောင့်ပို့လေးတယ်ဒါပေါ့ခြင်းလေးခြင်းအကြောင်းကိုရှင်ကုမာရကတ္တဗကမိဖုတ်ထားတဲ့တန်တုံးနဲ့ဥပမာပြုပြီးတော့ပြောအဲ့ဒါဟာလည်းပဲဒါအထောက်ထားတစ်ခုအနေနဲ့မဖြစ်နိုင်ပါဘူးတမလွန်ဘဝမရှိဘူးဆိုတာပြောလို့မရပါဘူးလို့ဒီလိုပြောဒါနဲ့မကဘူးသူတိတိတနာကတော်တော်ဆိုးတယ်တတ်မိန်ကြတဲ့လူတွေခဏခဏအစမ်းသတ်ခံရတယ်သူ့နိုင်ငံမှာရာဇဝတ်ပြစ်မှုတွေကျူးလွန်တဲ့ပုဂ္ဂိုလ်တိုင်းကိုသူကမလုပ်လဲဆိုတော့အသက်ထွက်တာကိုစောင့်ကြည့်ဖို့အသားမှာအရေးတွေခန္ဓာကိုယ်ရဲ့အင်္ဂါရက်တွေကိုတခုမှမထိခိုက်စေပဲနဲ့လူကိုတတ်တေအောင်တတ်ပြီးတဲ့အခါကျတော့သူကမှောက်ထားလိုက်ဟိုလိုလုံးလိုက်ဒီလိုလုံးလိုက်ဘယ်လိုထားအသက်ဟာထွက်သွားတာဆိုတော့သူကမမြင်လိုက်ရဒါကြောင့်မို့လို့ဒီလူဟာအသက်ထွက်သွားပြီးတော့တမလွန်ဘဝရောက်သွားတယ်ဆိုတာဒါမဖြစ်နိုင်တမလွန်ဘဝဆိုတာမရှိဘူးကံလည်းမရှိဘူးဒီလိုညင်းပယ်အကြောင်းအဲ့ဒီနေရာမှာရှင်ကုမာရကတ္တဗကဘာဥပမာနဲ့ပြောတော့ဆိုလို့ရှိရင်တင်မင်းကြီးကအသက်တို့တမလွန်ဘဝတို့ရှာတဲ့ဤစနစ်ကလွဲမှားနေတယ်တဲ့ဘယ်လိုလွဲမှားနေတော့ဆိုလို့ရှိရင်ခ
ခယူသိမ်းမှုတ်တဲ့လူတယောက်ဟာဥပမာမဲ့ခယူသိမ်းမှုတ်တဲ့လူတယောက်ဟာတောနယ်အစွန်အဖျားဂျောင်ကြတဲ့စီကိုသူကခယူသိမ်းယူသွားပြီးတော့သာသာရသူကမှုတ်လိုက်တယ်မှုတ်ပြီးတဲ့အခါကျတော့ခယူသိမ်းကိုမြေကြီးပေါ်ချပြီးတော့သူကအသာထိုင်ကြည့်နေလိုက်တရွာလုံးလူတွေရောက်လာလိုက်ကြတာဟာထူးဆန်းတဲ့အတန်ကြားရတယ်ထူးဆန်းတဲ့အတန်ကြားအလွန်ကောင်းတဲ့အတန်ဘယ်ကရောက်လာဆိုပြီးတော့ဝိုင်းအောင်ပြီးတော့ကြည့်တဲ့အခါဒီခယူသိမ်းကဒီအတန်ထွက်တယ်ဆိုလူတွေကခယူသိမ်းကိုဟိုလိုကြည့်လိုက်ကြဒီလိုကြည့်လိုက်ကြလှန်ကြည့်လိုက်ကြလော့ကြည့်လိုက်ကြဘလို့ကြည့်ကြည့်ခယူသိမ်းတွေကဒုံနဲ့ခောက်ကြည့်သူတို့လိုချင်တဲ့အတန်မထွက်ဘူးနော်ခယူသိမ်းကိုဒုံနဲ့ခောက်လက်နဲ့ခောက်ဘလို့ခောက်ခယူသိမ်းကအတန်မထွက်လာအဲ့ဒီမှာခေါနကခယူသိမ်းယူလာတဲ့လူကမင်းတို့မသိနားမလဲတဲ့လူတွေခယူသိမ်းတဲ့ကအတန်ဆိုတာဒီလိုရှာရတာမဟုတ်ဘူးကွာလို့ဆိုပြီးတော့မှုတ်ပြလိုက်တယ်အဲ့ဒီကြတော့မှသူတို့လိုချင်တဲ့အတန်တွေတအံတော်ထွက်လာတယ်ပေါ့ခယူသိမ်းကအတန်ဆိုတာဒီလိုလောက်ရတယ်စနစ်ကြမှအတန်ဆိုတာထွက်တယ်တဲ့အဲ့ဒီကြတော့နားလည်သွားကြတယ်ဩခယူသိမ်းကအတန်ဆိုတာမှုတ်တဲ့လူရဲ့မှုတ်တဲ့လေးရဲ့ဒါတွေပေါင်းစပ်မှထွက်လာတာပါလားလို့ဆိုတာသူသဘောပေါက်နားလည်သွားကြတယ်အဲ့ဒါမျိုးလိုပဲလူတွေကောင်အသက်ထွက်တာကိုလိုက်ရှာလို့ဘယ်လိုလုပ်ပြီးတော့စနစ်တကျမဟုတ်ဘဲနဲ့ရှာလို့ရှင်ဘယ်လိုမှမတွေ့နိုင်ဘူးလို့ရှင်ကုမာရကတ္တဗာကရှင်းပြတယ်အဲ့ဒီမှာသူကမကျေနပ်သေးဘူးမကျေနပ်တော့ဒါကိုပဲထပ်ပြောတယ်အသက်ထွက်တာတွေသူမမြင်ရလို့သူမယုံဘူးဆိုတာဘယ်ရာပဲဖြစ်ဖြစ်ရှားတယ်ဆိုတာတမလွန်လောကကိုမြင်နိုင်တယ်ဆိုတာဟာဒိဗ္ဗစက္ခုအပိဉ္ဉင်တို့အသိဉာဏ်တွေရမှမြင်လို့ရတယ်ပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့စနစ်တကျမလောက်တတ်ဘူးဆိုလို့ရှိရင်ဘယ်လိုမှမရအဲ့ဒီမှာမိပူဇော်ရယသိရဲ့အသိဉာဏ်မရှိတဲ့သားကလေးတယောက်ရဲ့အကြောင်းသူ့ဖေကခရီးသွားတော့မှားထားခဲ့တာငါသားမိမငြိမ့်စေနဲ့မိငြိမ့်လို့ရှင်ဟောဒီရှေးတုန်းကမိဖြစ်အောင်လုပ်တာတစ်သားထုတ်နှစ်ချောင်းကိုဥခုံပုတ်ကြည်လို့ခေါ်တယ်တစ်သားထုတ်နှစ်ချောင်းကိုပွတ်ရပွတ်တဲ့အခါမှာမိဖြစ်တယ်အဲ့ဒီမှာမှားထားရတဲ့နဲ့ကလေးဆိုတော့အပျော်ပါမမောပြီးတော့နေတော့မိငြိမ့်သွားမိရအောင်ဆိုပြီးတော့သူကမလုတ်တတ်တော့ဘာလုပ်တော့ဆိုအဲ့ဒီအသားကိုခွဲစိတ်အမျိုးစုံမုံညင်ညက်လှုပ်လေမိကရှာမတွေ့ဘူးထွက်မရသူ့ဖေပြန်လာတဲ့အခါကျတော့မင်းမဲလိုက်တာမိဆိုတာဒီလိုလုပ်ရတာမဟုတ်ဘူးဆိုပြီးတော့အသားကြောင့်နှစ်ချောင်းယူပြီးတော့ပုတ်ပြပြီးတော့မိရတဲ့နီးစနစ်အတိုင်းလုံးဝမိဆိုတာရအခုလည်းပဲတင်မြင့်ကြီးကဒီတမလွန်လောကကိုတွေ့နိုင်တဲ့နီးစနစ်ကိုမလုပ်ဖဲနဲ့ဒီအယူကိုဆွဲနေလို့ဘယ်တော့မှတမလွန်လောကဆိုတာတွေ့မှာမဟုတ်ဘူးဒါကြောင့်မလို့ဒီမှားယွင်းတဲ့အယူကိုစွန့်မှာလို့ပြောတဲ့အခါကျအဲ့ဒီကြတော့ပါဠိပင်ကြီးကပြောတော့ဒီအယူသူယူလာတာကြာလာပြီတဲ့ဒီနတ္ထိကဝါဒတမလွန်လောကဆိုတာ तू မယုံဘူးကံဆိုတာမယုံဘူးသေပြီးပြန်ဖြစ်တယ်ဆိုတာမယုံဘူးဒီလိုဒီအယူဆွဲရှိတယ်ဆိုတာကောသလမင်းကြီးကလည်းသူ့ကိုသိတယ်တဲ့အသိမှပြုထားတယ်အဲ့တော့သူ့အယူဝါဒကိုမစွန့်နိုင်ပါဘူးလို့ခေါင်းမာနဲ့ညင်းတာစွန့်နိုင်မှုတဲ့သူ့ကိုလူတိုင်းသိတယ်အဲ့တော့မစွန့်နိုင်ဘူးလို့ဆိုတဲ့အခါကျတော့ရှင်ကုမာရကတ္တဗာကသူ့ကိုဥပမာတွေနဲ့ရှင်းပြမစွန့်နိုင်လို့ရှိရင်ဒီဒုက္ခရောက်မှာပေါ့တဲ့ဒုက္ခရောက်မှာပေါ့ဥပမာမဲ့ဗာနဲ့တူတော့ဆိုလို့ရှိရင်မစင်ထမ်းလာတဲ့လူတယောက်ဟာရွာပြင်ထွက်ရင်ကနေပြီးလဲလှည့်ရင်ဘာတွေ့တုံးဆိုလူတွေစွန့်ထားတဲ့မစင်တွေ6နေတာမစင်ပုံကြီးကိုတွေ့တဲ့အခါကျတော့ဟာအိမ်ပြန်ရင်တော့ဝက်စာအတွက်အသုံးကြတာပဲလို့ဆိုပြီးတော့အဲ့ဒီမစင်တွေကိုအဝတ်ထဲထည့်ထုတ်ပြီးတော့ခေါင်းပေါ်ရွက်လာခဲ့တာလေလမ်းကြတော့မိုးရွာတဲ့အခါကျတော့မိုးဆူပြီးတော့မစင်တွေကဣပြီးတကိုယ်လုံးရွှဲအဲ့ဒီအချိန်မှာလူတွေကနေပြီးတော့နှာခေါင်းပိတ်နမ်းကြဟာဒီလူကဘယ်နဲ့မစင်နေယူလာသလဲနဲ့တကိုယ်လုံးလည်းမစင်နင်းယူနေသလားလို့ဆိုသူကဗာပြောတော့
မင်းတို့သာယူတာတဲ့ငါကဒါဝက်ကျွေးဖို့ယူလာတာငါအတွက်တော့အသုံးဝင်တယ်လို့ပြောတယ်အေးအဲ့ဒါလိုပဲမစွန့်နိုင်လို့ရှိရင်တော့ခေါဏကမစင်ရွက်လာတာတောင်မှပဲကိုယ့်ကိုဒီဘေးကလူတွေကဘလောက်ယွန်စရာကောင်းမှန်းပြောရတဲ့နဲ့ကိုယ်ကိုယ်တိုင်ကမယွန်တယ်လို့ကိုယ့်ရဲ့ဝါရာဆိုးကြီးကိုမစွန့်ရင်အဲ့ဒါလိုဖြစ်မှာပေါ့လို့